လက်ရှိချိန်မှာဒုတိယခန်းစားနေရလို့အနားယူနေရတဲ့နောက်ခံကစားသမားလီဆန်ဒရိုမာတီနက်စ်ကဒီနှစ်ဘောလုံးရသည့်အတွင်းမှာပဲဘောလုံးပြန်ကစားနိုင်လိမ့်မယ်လို့ယုံကြည်မိပါကြောင်းနီးပြအဲရစ်တဟက်ကထုတ်ဖော်ပြောကြားသွားခဲ့လိုက်ပါတယ်ရှင်။အသက်26နှစ်အရွယ်အာဂျင်တီးနားလက်ရွေးစင်ခက်စစ်ဆာသမားမာတီနက်စ်ကခြေထောက်တံရကြောင့်ဒီရာသီအတွင်းရက်ပေါင်း105ရက်နဲ့ United ရဲ့ပွဲစဉ်ပေါင်း22ပွဲအထိလွှဲချော်ထားခဲ့ရတဲ့သူပါ။အခုလဲမာတီနက်စ်ကဝက်ဆမ်နဲ့ပွဲစဉ်မှာပဲကူဖယ်နဲ့ထိခိုက်မိရတဲ့ညာဘက်ဒူးထန်ရရရှိသွားခဲ့တဲ့အတွက်ကြောင့်ခွဲစိတ်မှုမခံယူရပေမဲ့လို့လေအနည်းဆုံးတော့ရက်သက်တစ်ပတ်၈ပတ်ခန့်လောက်ထိအနားယူသွားရတော့မှာဖြစ်ပါတယ်။မာတီနက်စ်ကခြေထောက်တရာကနေပြန်လည်သက်သာလာတဲ့အချိန်မှာ United အတွက်၄ပွဲသာကစားပေးထားခဲ့ရပြီးဒုတိယပါထပ်မံရသွားခဲ့ပေမဲ့တဟက်ကတော့မာတီနက်စ်အနေနဲ့အခုရာသီမကုန်ခင်မှာပဲအသင်းအတွက်ပြန်ကစားပေးနိုင်လိမ့်မယ်လို့ယုံကြည်စွာပြောဆိုသွားခဲ့လိုက်တာဖြစ်ပါတယ်။ဒါကထိုးနှက်ချက်တစ်ခုဆိုတာသိချပါတယ်လီချာဒန်ယာကနေတက်တာလာတဲ့အချိန်မှာအသင်းအတွက်ဘလောက်ထိပါဝင်ပတ်သက်နိုင်ခဲ့တယ်လဲဆိုတာအားလုံးအမြင်မှာပဲနီးစနစ်ပိုင်းကျွမ်းကျင်မှုတွေဒါမကပဲနဲ့စိတ်ပိုင်းဆိုင်ရာပါဝင်ပါတယ်အခုလိုမျိုးတရားထက်ရသွားတာကသူ့အတွက်လည်းဆုပ်ယုပ်မှုဖြစ်စေရတယ်အဲဒီအတွက်သူစိတ်ပြက်ကောင်းစိတ်ပြက်နေနိုင်ပေမဲ့သူကစရောကိုပါတန်မာတဲ့သူပါသူကပို့ပြီးတော့တန်တန်မာမာနဲ့ပြန်လာနိုင်မှာဖြစ်တယ်လို့ဒီဘောလုံးရသည့်အတွင်းမှာပဲဘောလုံးပြန်ကစားနိုင်ပါလိမ့်မယ်အသင်းမှာကလည်းသူကစားနေတဲ့နေရာတွေမှာကစားနိုင်တဲ့ကစားသမားတွေရှိနေလို့အစားထိုးနိုင်မှာပါလို့နီးပြတဟက်ကပြောကြားသွားခဲ့လိုက်တာပဲဖြစ်ပါတယ်ရှင်